ကျင်တယ်နားတယ်ပူတယ်ရှားတယ်ဘလို့မှကိုအဆင်ပြေမနေဘူး acidic pH ဖြစ်လေလေနာကျင်တာကိုပို့ပြီးတော့ခံစားရတယ်ဒီနေ့မှာတော့စီလန်းချောင်းပိုးဝင်တဲ့အခါအသုံးပြုလေးရှိတဲ့ဆေးကြောင်းနဲ့ဘာကြောင့်သုံးတာလဲဆိုတာကိုပြောပြပေးသွားပါမယ်ကျမကတော့မပွင့်ဖြူဝင်းပါဆေးဝါးပညာရှင် pharmacist တူဖြစ်ပါတယ်ရှင်မပွင့်ရေစီလန်းချောင်းပိုးဝင်နေဆိုတာကိုဘယ်လိုမျိုးသိနိုင်လဲစီးသွားရတာကျင်တယ်နာတယ်အောင့်တယ်စီးသွားရင်ပူတယ်ရှားတယ်စီးသွားရမှာဘလို့မှကိုအဆင်ပြေမနေဘူးဒါဆိုရင်တော့စီလန်းချောင်းမှာပိုးဝင်တာကြောင့်ဖြစ်နိုင်တယ်လို့တစ်စိတ်တစ်ပိုင်းညွှန်ပြနေပါတယ်တခြားဖြစ်နိုင်တာတွေလည်းချွင်းချက်အနေနဲ့ရှိနေပါသေးတယ်အဲ့ဒါဆိုရင်ဘယ်သူတွေမှာအဖြစ်များဆုံးလဲအမျိုးသမီးကိုမှအထူးသဖြင့်ရန်ဟူမန်18နှစ်ကနေ40အရွယ်တွေမှာပို့ပြီးတော့ဖြစ်လေးရှိတယ်။နောက်ပြီးတော့အိမ်တောင်ရှိတဲ့အမျိုးသမီးတွေမှာလည်းခဏခဏဖြစ်တတ်တယ်။အဲ့လိုမျိုး infection ပိုးဝင်တဲ့စီလန်းချောင်းတစ်လျှောက်က tissue တွေရဲ့ pH level က normal ပုံမှန် tissue တွေရဲ့ pH level ထက်ကိုလျော့နေတတ်တယ်။ pH level လျော့တယ်ဆိုတာက acid ဘက်ကိုပို့ပြီးတော့ရောက်တာ။အဲ့လိုမျိုးစီလန်းချောင်းတစ်လျှောက်မှာ acidic pH ဖြစ်လေလေပို့ပြီးတော့စီကျင်လေးစီအောင်လေးပိန်းဆိုတဲ့နာကျင်တာကိုပို့ပြီးတော့ခံစားရတယ်ဖြစ်ပါတယ်။အော်အဲ့လိုအချိန်မှာအမြဲဆုံးသက်သာဖို့ဆိုရင်ဘာတွေလုပ်လို့ရနိုင်လဲ။ပထမဆုံးနည်းလမ်းကတော့ pH acidic ဖြစ်နေတာကိုပြောင်းသွားဖို့ရအတွက်ရေများများတောက်ပေးရမယ်။နောက်ပြီးတော့ဒီနေ့ highlight လုပ်ပြီးတော့ပြောပေးမယ်။ pH ပြောင်းပေးတဲ့ဆေးမျိုးကိုတောက်ပေးလို့ရတယ်။နောက်ထပ်အရေးကြီးတာတစ်ခုကပိုးဝင်တာတေချာလားဆိုတာကိုဆရာဝန်နဲ့တေချာပြသစစ်ဆေးပြီးတော့လိုအပ်တဲ့ပိုးသက်ဆေးနဲ့ကုသရမယ်။ကျွန်မပြောချင်တဲ့ဆေးက urinary alkalizer ဥပမာဒီလိုမျိုး aerol ဆိုတာမျိုးစီလန်းချောင်းမှာ acidic pH ဖြစ်နေတာကိုပြောင်းပေးတဲ့ alkalizer တွေပါတယ်ဆေးဒီထဲမှာဆိုလို့ရှိရင်အဓိကက sodium bicarbonate ရဲ့ sodium citrate ရဲ့ပါတာအဲ့ဒီနှစ်မျိုးစလုံးကurine ဆိုတဲ့စီကို acidic ကနေ alkaline ဖြစ်အောင်လုပ်ပေးတာ sodium bicarbonate ဆိုလို့ရှိရင်သွေးတွေက pH acidosis ဖြစ်တာကိုပါပြောင်းလဲပေးတဲ့ systemic alkalizer ဖြစ်တယ်စီပိုးဝင်လို့ရှိရင်ဖြစ်တဲ့စီရဲ့ acidic pH ကို alkaline ဖြစ်အောင်သူတို့ကပြောင်းပေးလိုက်ခြင်းအပြင်စီလန်းချောင်းမှာကြောက်တယ်တာကိုလည်းလျှော့သွားစေတယ်စီကျင်တာစီအောင်တာကိုတည်ကတက်တာစေတယ်ဒီနေ့ပြောတဲ့ဆေးကဘာကြောင့်အသုံးများလဲဆိုလို့ရှိရင်ပိုးသက်ဆေးတွေနဲ့တွဲပြီးတော့တောက်မယ်ဆိုလို့ရှိရင်လည်းပိုးသက်ဆေးရဲ့အာနိသင်ကိုပို့ပြီးတော့ရအောင်အကူအညီပေးနိုင်တယ်ဒီလိုဆေးတွေတောက်တဲ့အခါဘာကြောင့်တက်တာလဲဘာကြောင့်တောက်ရတာလဲဆိုတာလေးကိုသိသွားစေခြင်းလို့ဒီ aerol ဆိုတာကိုဥပမာအနေနဲ့ပြောပြပေးရခြင်းဖြစ်တယ်ဒီအထုပ်တစ်ထုပ်ဆိုလို့ရှိရင်ရေ200မေထဲမှာထည့်ပျော်လာပြီဆိုလို့ရှိရင်တောက်လို့ရတယ်ဒီဆေးတို့ရဲ့ဆေးပုံစံကယေရှုဆေးပုံစံနဲ့လာတာဖြစ်တယ်။ဒီနေ့ကို2ကြိမ်3ကြိမ်တောက်လို့ရတယ်။ probiotic အထုပ်တွေလိုမျိုးပါစက်ထဲမှာတန်းထည့်ပြီးတော့တောက်လို့မရပါဘူး။ရေနဲ့ပြုတ်အောင်လုပ်ပြီးမှတောက်ရပါမယ်။စီကျင်စီအောင်နာကိုတက်တာဖို့ရအတွက်2ရက်ကနေ9ရက်အထိတောက်လို့ရတယ်။စီကြောက်ပျော်ဖို့နဲ့စီလန်းချောင်းဆိုင်ရာပြင်းထန်တဲ့ယောဂတွေဆိုလို့ရှိရင်ဆရာဝန်ညွှန်ကြားချက်နဲ့လချီတောက်ရတာတွေရှိနိုင်ပါတယ်။ကဲဒါလို့ဆိုလို့ရှိရင်တော့ကျမတို့အမျိုးသမီးတွေအဖြစ်များတဲ့စီလန်းချောင်းပိုးဝင်တဲ့အခါအသုံးပြုလေးရှိတဲ့ဆေးကြောင်းနဲ့ဘာကြောင့်သုံးတာလဲဆိုတာလေးကိုသိသွားကြလိမ့်မယ်လို့ယုံကြည်ပါတယ်ကိုယ်ပတ်ဝန်းကျင်ကသူတွေကိုလည်းပြန်လည်ဝင်မျှဖို့ရအတွက်ဒီ post လေးကို share ပေးဖို့ရတောင်းဆိုချင်ပါတယ်အားလုံးပဲကျမ်းမာရှင်လန်းတဲ့နေ့ရက်လေးတွေပိုင်ဆိုင်နေကြပါစေရှင်